ဒီနေ့မမင်တို့က TikTok မှာ trend ဖြစ်နေတဲ့ဓာတ်ပုံရိုက်လိုက်တာနဲ့ကိုနဲ့ကိုက်ညီတဲ့အတန်လေးထည့်ပေးတဲ့ဗီဒီယိုလေးကို join ပါဖြစ်ပါရှင်အားလုံးလည်းကြည့်ပေးကြပါအောင်ရှင်မြန်မာစံနဲ့တူလေးပါဟုတ်တယ်ဒီလောက်လှပချုံလို့ချစ်စရာကောင်းတဲ့ဘုရားလေးကိုမြင်တဲ့အတဲမပြေးပဲကြို့သွားရင်တော့အင်ကြီးတောင်းကိုတင်းရပါမမရင်ကကိုတင်းရပါဖြစ်ပါရဲ့ရှင်မိုက်ဆက်ရေးဒီဘက်ကိုလက်ကြည့်ပါအောင်အသားလေးရှင်အသားမညိုပါဘူးမန္တလေးမြို့သူလားအမညီမလေးစင်ဒီဘက်ကိုလက်ကြည့်ပါအောင်ဟုတ်ကဲ့ဖေးသမီးတို့ကဒီညလုံးတစ်ပတ်ပွင့်လာတယ်ဒီရှိုးပါဒီမနက်9:00နာရီအမလေးမနက်9:00နာရီထားတဲ့အမမဟုတ်ပါဒါဆွဲပြီးတော့ကာယုကပြုံးတော့နေအပြုံးနဲ့ထည့်ပြီးလိုက်တယ်နေနဲ့